အခုထိုင်းရောက်ရှိနေရဆိုလို့ရှိရင် MTS Road District Project ကိုရောက်ရှိနေရဖြစ်ပါတယ်ဒီ Road District Project ကဆိုလို့ရှိရင်တော့ဒါဒီ tower လေးခုလုံးကိုတရက်ထဲမှာအများဆုံးရောက်ထွက်သွားပြီးတော့ဒီ investment လုပ်ထားတဲ့ဒီအကောင်ကလည်း crazy return on investment တွေကိုရရှိနေရဖြစ်တယ်ဒါပေမဲ့ second phase ကိုလည်းအခုလက်ရှိမှာသူတို့က token တွေကောက်နေဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်သူတွေကဘယ်လိုမျိုး investment တွေမှာ hour တွေဘယ်လောက်ရောက်သွားလဲဆိုတာကိုထိုက်ကအခုနည်းနည်းလေးတော့တွက်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ price နဲ့အနေနဲ့ကဒါ 1.5 million နဲ့စရှိတာဖြစ်တာကို payment plan က50ဖြစ်တဲ့အတွက်ကြောင့်မလို့ 50% နဲ့ထိုက်လို့စားလိုက်မယ်ဆိုလို့ရှိရင်ဒါ9သိန်းခွဲပဲကိုကပေးရမယ်အဲ့ဒါအပေါ်မှာ 1.5 million ကိုကပေးရတဲ့ DLD charges ရှိမှာကွာ DLD charges က 4% ရပြီးတော့ VAT က 5% ဆိုတော့အားလုံးပေါင်း 9% ကိုက extra ပေးရတော့33500ပေးရတယ်35000ရခုနကကိုကပေးရတယ်9သိန်းခွဲရကိုကပေါင်းလိုက်မယ်ဆိုလို့ရှိရင်အားလုံးပေါင်း88500ပဲကိုကပေးထားတာဖြစ်တယ် service charge အနေနဲ့ကိုကပေးရတာဆိုလို့ရှိရင်20 dirham ကိုမှာကိုရဲ့ square feet က650ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်နှစ်ကို1300ပေးရမှာဖြစ်ပါတယ်။ကျန်တဲ့90ရာခိုင်နှုန်းကို EMI ယူထားလိုက်တယ်ဆိုလို့ရှိရင်တော့တစ်လကိုက3600ပေးသွင်းရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်နှစ်စာနဲ့ကိုပြန်တွက်လိုက်မယ်ဆိုလို့ရှိရင်3200ချရှိမှာဖြစ်ပါတယ်။3200နဲ့ခုနက13000နဲ့ကိုကပေါင်းလိုက်မယ်ဆိုလို့ရှိရင်เนาะဒါ96200ဝန်းကျင်ရရှိမှာဖြစ်ပါတယ်ကိုကအခုဒီငှားစားတဲ့က300နဲ့တွက်မယ်ဆိုလို့ရှိရင် square feet အနေနဲ့ကဒီလောက်ဖြစ်တဲ့အတွက်ကြောင့်မလို့39500ကိုကရရှိမှာဖြစ်တယ်အဲ့တော့ခုနကကိုက extra charges တွေကိုနှုတ်လိုက်မယ်ဆိုလို့ရှိရင်ကိုရဲ့လက်ထဲမှာဒါ33800ကျန်မယ်အဲ့ဒါအပြင်ကမှာကိုက expenses ကိုခုနကပေးထားတာက88500ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုက 0.15 ရမယ်အဲ့ဒါကို hour အနေနဲ့ကိုကပြန်တွက်လိုက်မယ်ဆိုလို့ရှိရင်เนาะ 15.6 hourတော့မျက်ရှိသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအနေနဲ့ 15.6 တောင်မှရရှိသွားမှာဆိုတော့အဲ့လိုမျိုး investment တွေကိုလုပ်ချင်တဲ့ဒီ EOI နဲ့ ROE တွေဘယ်လိုမျိုးတွက်လို့ရလဲဆိုတာသိချင်တယ်ဆိုလို့ရှိရင်တော့ထိုက်ကိုစီမံလဲဆောင်လက်ဆက်သွယ်ပြီးတော့ကိုရရှိနိုင်ပါတယ်